Region ကတော့မနေ့က Izumi နဲ့စကားပြောခဲ့တဲ့အချိန်ကိုပြန်စဉ်းစားနေပြီ။အတွေ့အကြုံတွေရဲ့ Yuki ကိုသူ့ရဲ့အမိကအချိန်နောက်ကျနေပြီလို့ပြောပါတယ်။ Region နဲ့တွေ့တဲ့အချိန်မှာတော့ Izumi ရဲ့ဖုန်းနံပါတ်ရခဲ့ကြောင်းပြောပြီးရှက်ကိုရှက်ကန်ဖြစ်နေပါတယ်။ Region ဒီနေရာကိုခေါ်လိုက်ရတဲ့အကြောင်းရင်းက International Club မှာ Izumi ရှိနေလို့ဖြစ်ပြီး Yuki ကတော့နိုင်ငံခြားသူတွေကိုလှတယ်လို့တွေးနေပါတယ်။စကားပြောပြီးမှ Izumi ကထွက်သွားတာကြောင့် Yuki ကဘာလို့ရမှန်းမသိဖြစ်သွားချိန် Region က Izumi ကိုလမ်းခေါ်လိုက်ပါတယ်။အဲဒါကြောင့် Izumi က Yuki စီကိုရောက်လာပြီးသူ့ကိုစကြည့်နေတာကြောင့် Yuki လည်းအနေငယ်ရှက်နေပါတယ်။ဒါပေမဲ့စာရိုက်ပြီးစကားပြောမဲ့အချိန် Izumi ကအနားကပ်လာတာကြောင့်အနေရခတ်သွားပြီးIzumi ကတော့ချစ်ဖို့ကောင်းတယ်လို့သာပြောပါတယ်။ခဏနေနောင်နိုင်ငံသွားတော့မယ်လို့ Izumi ကပြောပေမဲ့နားမလည်တဲ့ Yuki ကိုစာနဲ့သာရှင်းပြလိုက်ပါတယ်။ Izumi ထွက်သွားတဲ့အချိန်မှာတော့ Region က Yuki ဟာ Izumi ကိုချစ်ပြီးနေပြီပဲလို့ပြောပေမဲ့ Yuki ကတော့ပိုတလုံးဆောင်နေပါတယ်။ Region ကအပေါ်တက်ကနေလမ်းကြည့်နေတဲ့ Yuki ရဲ့ငယ်တငယ်ချင်းကိုပြလိုက်ပြီး Oshi ကတော့ခုနကအကောင်လေးကဘသူလဲလို့ပြီးက Yuki ကတော့တငယ်ချင်းလို့သာပြန်ဖြစ်ပါတယ်။ Oshi ရဲ့တငယ်ချင်းက Yuki တို့နဲ့အတူတူကော်ဖီဆိုင်သွားမယ်လို့ပြောပေမဲ့ Oshi ကတော့သပင်ရှင်နဲ့မိန်းကလေးကနားမကြားဘူးလို့ဆိုပါတယ်။ Yuki ကနားကြားကိရိယာတထားပြီးမဲ့သူညံတန်တွေကိုအာယုံစိုက်လို့မရသေးဘူးလို့သာပြောပြီးသူတို့နှစ်ယောက်ဘာပြောတာလဲသိချင်နေတဲ့ Yuki ကိုတော့လက်ကျူရှူသွားပါတယ်။ Region ကတော့ Oshi ရဲ့သတိငယ်တာစကားကိုနားနေတာကြောင့်ရှိကျူးနေပြီးအဲ့အချိန် Izumi စီကနေစားဆောင်ဝင်လာပါတယ်။ Yuki ကချမ်းမိကြတာအားကြတာမခွဲခြားနိုင်သေးပဲ Region ကတော့မင်းညမှာအချစ်ဆိုတဲ့အရာကိုသိခဲ့ရကြောင်းပြောပြပါတယ်။လာအိုကနေပြန်လာရင်လက်ဆောင်ဝင်လာခဲ့ရမလားမေးတဲ့ Izumi ကို Yuki ကယူလာခဲ့လို့လာဖြေလိုက်ပြီးအချစ်ဆိုတဲ့အရာကိုရှာဖွေနေမိပါတယ်။တစ်ပတ်မှာတော့ Hochi ရဲ့တငယ်ချင်းကနားမကြားတဲ့သူတွေကဒုက္ခအများကြီးဆိုင်ရမှာပဲလို့ပြောနေပြီး Hochi ကတော့ Yuki အကြောင်းတွေးမိနေပါတယ်။လာအိုရောက်နေတဲ့ Izumi ကအခုချိန်ဘာတွေမှလုပ်နေမလဲလို့ Yuki ကစဉ်းစားနေပြီးညဘက်မှာတော့လာအိုမှာရိုက်ထားတဲ့တပ်ပုံတွေကို Izumi ကပို့လိုက်ပါတယ်။ Yuki အတွက်ကတော့အကုန်လုံးအသေးစမ်းနေဖြစ်နေခဲ့ပြီး Izumi ရဲ့ပုံစံကဘယ်လိုမျိုးလဲဆိုတာကိုပါသိချင်လာပါတယ်။ Izumi ကတော့တပတ်ကကြောင်းမြတ်တက်မယ်လို့စာပို့တာကြောင့် Yuki လည်းပျော်ရွှင်နေပါတယ်။ကျောင်းသွားတဲ့အချိန်မှာတော့ Izumi ကိုတွေ့တတ်ရတာကြောင့် Yuki ကလက်ပြနှုတ်ဆက်နေပြီး Izumi ကလည်းလက်သိကင်တာစကားနဲ့မင်္ဂလာနံနက်ခင်းလို့ပြန်နှုတ်ဆက်ပါတယ်။ Yuki က Izumi ကိုမေးစရာမင်းကုန်းတွေအများကြီးရှိနေပြီး Izumi ကတော့လက်ပေးခိုင်းကလာအိုပြန်အမတ်တရပစ္စည်းတွေကိုပေးလိုက်ပါတယ်။ Yuki ကတော့လက်ဆောင်ရတဲ့တက်ဝမ်းသာနေပြီး Izumi ကတော့ပျော်ရွှင်နေတဲ့ Yuki ကိုကောင်းပို့ပေးလိုက်ပါတယ်။ Yuki ကမူဂျိုကနေအထက်တန်းရောက်တဲ့အထိစိုးရနာမကြကျောင်းမှာသာတက်ခဲ့ရပြီးကျောင်းမှာလည်းအတန်းပေါ်ဆိုလို့၄ယောက်ပဲရှိတာပါ။ကျောင်းမှာရှိတဲ့တငယ်ချင်းတွေကလည်း Yuki အပေါ်နှွေးထွေးကြပြီးသူမအတွက်လုံခြုံတဲ့နေရာတစ်ခုဆိုရင်လည်းမမှားပါဘူး။ Yuki က Izumi အကြောင်းပြောဖို့ Region စီကိုလာခဲ့ပေမဲ့တပြည့်သူတွေနဲ့စကားပြောနေတာကြောင့်စောင့်နေပါတယ်။အဲ့အချိန် Oshi ရောက်လာပြီး Region ကနွေရာသီပိတ်ရက်အကြောင်းပြောနေတာလို့ရှင်းပြက Yuki ကတော့မပြောပြလည်းရတယ်လို့ဖြေပါတယ်။ Oshi ကစကားကိုအမြဲတမ်းခက်ပြက်ပြက်ပြောပေမဲ့တခါတလေမှလည်းတေးချာရှင်းပြတတ်တာကို Yuki ကသိပါတယ်။ဒီအချိန် Izumi လည်းရောက်လာပြီး Yuki ကိုကောင်းပို့ပေးလိုက်တာကြောင့် Oshi ကတိတ်ကြည့်မရတော့ပါဘူး။ Izumi ကလည်းအဝေးကနေ Oshi ကိုအကဲခတ်နေပြီး Region ကတော့ Yuki ကိုလာနှုတ်ဆက်ပါတယ်။ဒါပေမဲ့အနောက်ကနေပြေးလာတဲ့ Region ကို Yuki ကအတန်ကိုသေချာမကြားရတာကြောင့်လက်အောင်မလုပ်သင့်ဘူးလို့ပြောကထွက်သွားခဲ့ပါတယ်။ Yuki ကတော့ချစ်မိတာလားအားကြတာလားဆိုတဲ့အဖြေကိုရသွားခဲ့ပြီးအသေးပုံလေးလုပ်ပြက Izumi ကိုချစ်နေကြောင်းဝန်ခံလိုက်ပါတယ်